အောင်စပူကိုမိုးလင်းပေါက်အားပြီးလို့စီးရုံတင်လိုက်ရတဲ့နိုင်ငံကျော်တတိမာကြီးတူပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်လက်ရှိမြန်မာနိုင်ငံရဲ့စက်တပင်လောကမှာနာမည်အကြီးဆုံးနဲ့အောင်မြင်မှုအထောက်အထိပ်ကိုရောက်နေသူကဘယ်သူလဲလို့မေးလိုက်ရင်အောင်စပူလို့ဖြေရလာအောင်ကိုသူ့ရဲ့စံပွင့်မှုကကြောက်ခမန်းလေးလေးဖြစ်နေပါတယ်ဇာတ်သမင်လောကကနေပေါက်ဖွာလာတဲ့ဒီမင်းသားလေးဟာအဆူအကအပြောစားတဲ့အမှုပညာအရေးသွေးတွေပြေဝနေုံသာမကပဲအမျိုးသမီးတွေအသေးဆွေးလောက်တဲ့ချောမောခံကြတဲ့ရုပ်ရည်ကိုပါပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ဒါကြောင့်လေတနိုင်ငံလုံးကမိန်းကလေးပရိသတ်တွေကသူ့ကိုကလေးလေးဆိုပြီးအသက်အရွယ်မရွေလူရန်စာမရွေတဲတဲလှုပ်ဝင်းရံအားပေးနေကြတာဖြစ်ပါတယ်။အောင်စပူရဲ့ဇက်ပွဲတွေဆိုရင်ပရိသတ်တွေကဇက်ခုံရှိကဖျားတစ်ချက်ကိုတော့ငွေချက်သိန်းချီအကုန်ကြခံပြီးအလိုအရက်ဝဲကြည့်ရှုကြတဲ့အထိအားပေးမှုကပြင်းထန်လွန်းလာပါတယ်။ဒီလိုပြိုင်ဘက်ကင်းတဲ့ပရိသတ်အခိုင်အမာရှိမှုကြောင့်ပဲသူဟာဇာတ်သမင်စင်မြင့်ထက်ကနေရုပ်ရှင်မင်းသားအဖြစ်ကိုပါကူပြောင်းအောင်မြင်လာခဲ့သလိုနိုင်ငံကျော်စီးပွားရေးလုပ်ငန်းပေါင်းများစွာရဲ့ brand ambassador အဖြစ်တာဝန်ယူကကြော်ညာရီမနာတဲ့ရိုက်ကူးနေရပြီဖြစ်ပါတယ်။ဒီလိုပြည်သူချစ်တဲ့အမှုပညာရှင်လေးအောင်စပူကိုတာမန်လက်စားပြည်သူတွေတာမကနိုင်ငံကျော်ထိပ်တန်းခရိုနီတတိမကြီးတွေလုပ်ငန်းရှင်ကြီးတွေကပါတဲတဲလို့အားပေးနေကြတဲ့ဆိုတာကိုလက်တလော့အဖြစ်အပျက်တစ်ခုကတက်တည်ပြလိုက်ပါတယ်။အဲ့ဒါကတော့တနိုင်ငံလုံးမှာနာမည်ကြီးလာတဲ့မုံရွာဆီယာမိုးစိရိုက်ပိုင်ရှင်တတိမကြီးကိုယ်တိုင်အောင်စပူရဲ့ဇက်ပွဲကိုကိုယ်တိုင်ကိုကြတွားရောက်အားပေးခဲ့တဲ့တရင်မှာပဲကြီးကြီးတက်ချမ်းသာလုံးတဲ့ဒီတတိမကြီးဟာတယောက်တည်းတွားရောက်ခဲ့တာမဟုတ်ပဲသူမရဲ့အတိုင်းဝိုင်းကအခြားသောဒိတ်ကျဲတတိမကြီးတွေမိတ်ဆွေတငယ်ချင်းတွေအုပ်စုလိုက်ကြီးတွားရောက်အားပေးခဲ့ကြတာဖြစ်ပါတယ်။တာမန်အားဖြင့်ဆိုရင်အဲ့ဒီလိုချမ်းသာတဲ့ VIP တတိကြီးတွေဟာအဲကွန်အခန်းတွေထဲမှာပဲတတောင်းတက်တာနေလေရှိကြပေမဲ့ဒီတစ်ခါမှာတော့သူမတို့အဖွဲ့ဟာအောင်စပူရဲ့ဇက်ခွင်ထဲမှာလူရန်စာမရွေးနဲ့အတူရောနှောပြီးမိုးလင်းပေါက်ထိုင်ကြည့်ခဲ့ကြပါတယ်။တညာလုံးစားတောင်းရင်ဇက်ကြည့်ရင်အေးပြက်ပင်ပန်းသွားတဲ့တန်းကြောင့်နောက်ဆုံးမှာတော့မုံရွာဆီယာမိုးစီးတိုက်ပိုင်ရှင်တတိမကြီးတယောက်နေမကောင်းဖြစ်ကစေယုံတင်လိုက်ရတဲ့အထိဖြစ်သွားခဲ့ပါတယ်။ဒါဟာအဒီပရိသတ်တွေရဲ့အောင်စပူပေါ်ထားတဲ့ယူသွမှုနဲ့အချစ်တွေဘလောက်ကြီးမှလဲဆိုတာကိုအထင်သာမြင်တွေ့ရတဲ့အချက်ပါပဲ။ဒီသတင်းလေးအွန်လိုင်းမှာပြန့်နှံ့သွားပြီးတဲ့နောက်ပရိသတ်တွေအတွက်ပိုပြီးစိတ်ဝင်စားစရာကောင်းလာတဲ့အချက်ကတော့ဒီတထေးမကြီးဟာဇက်ပွဲကိုတွားရောက်အားပေးုံတက်မဟုတ်ပဲမကြခင်မှာသူမရဲ့အသေးကျော်ဇမင်းသားလေးအောင်စပူနဲ့အတူမုံရွာဆီယာမိုးစိရိုက်ကြော်ညာကိုပါတွဲဖက်ရိုက်ကူးသွားဖို့အစီအစဉ်ရှိနေတဲ့ဆိုတဲ့သတင်းထွက်ပေါ်လာတာပါပဲဒီအခါမှာတော့အောင်စပူရဲ့အမခံပရိသတ်တွေကလူမှုကွန်ရက်ကနေတဆင့်တခဲနဲ့တောင်းဆိုမှုတွေပြုလုပ်လာကြပါတော့တယ်တထေးမကြီးကကို့ကျမ်းမာရေးကိုယ်တော်ဂရုမဆိုင်နိုင်ပဲစေယုံတက်ရတဲ့အထိဇက်ခွင်ထဲမှာမိုးလင်းပေါက်အားပေးခဲ့ပြီးစေတနာအလွန်ကြီးမားခဲ့တာမို့အောင်စပူအနေနဲ့လဲလက်ရှိမှာအလုပ်တွေအများများပြီးပင်ပန်းနေရင်တော့မှမုံရွာဆီယာမိုးစီးတိုက်ကြော်ညာအတွက်အချင်းသေးချာညှိပြီးရရက်လေးပေးစေချင်တယ်လို့ဝိုင်းဝန်းတိုက်တွန်းနေကြတာပါပဲဒါဟာပရိသတ်တွေကသူတို့ချစ်တဲ့အမှုပညာရှင်ကိုချစ်ခင်အားပေးတဲ့သူတွေအပေါ်မှာကျေးဇူးတရားပြန်လဲတုံ့ပြန်စေချင်တဲ့အင်မတန်ချစ်စရာကောင်းတဲ့တောင်းဆိုမှုလေးပဲဖြစ်ပါတယ်လောကမှာအမှုပညာရှင်တယောက်အတွက်ပရိသတ်ရဲ့ချစ်ခင်မှုဆိုတာငွေနဲ့ဝယ်လို့မရတယ်အကြီးမားဆုံးခွန်အားပဲဖြစ်ပါတယ်အောင်စပူအနေနဲ့လေသူ့အပေါ်ဒီလောက်ထိအလေးထားအားပေးတဲ့တတိမကြီးရဲ့မြတ်တာကိုအတိမတ်ပြုတဲ့အနေနဲ့မကြခင်မှာကြော်ညာအတူတူရိုက်ကိုပြီးပရိသတ်တွေကိုအံ့ဩဖွယ်တင်ဆက်ပေးလာမလားဆိုတာကတော့ဆက်လက်စောင့်ကြည့်ရအောင်မှာပဲဖြစ်ပါတယ်။ကဲဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ချက်ပရိသတ်ကြီးတို့ရောမိုးလင်းပေါက်အားပေးရင်စေးုံတက်လိုက်ရတဲ့အထိအောင်စပူကိုချစ်ခင်အားပေးကြတဲ့ဒိတ်ကျဲတတိမကြီးတို့ရဲ့ကြီးမားလာတဲ့အချက်တွေပေါ်လုံးမြင်ကြသလဲဆိုတာကောမန့်မှာပြောပြပေးကြပါအောင်ရှင်။